တနာပါတယ်သူဖေးစားနေသူစားချင်နေပြီသွားပေါက်နေပြီဆိုတော့သူစားချင်နေပြီနော်မောင်နော်အကူတူပပစားချင်လို့လားဟလားမကြည့်သူအာယုံကသူအစားတောက်ထဲမှာပဲရှိရတယ်သူအာယုံကအော်ဟုတ်ကဲ့တော်မျိုးရတာဟမ်တော်မျိုးရတာဟိုကြည့်နေရလေတနာပါဒီစားနေတယ်စားမရဘူးခဏလေးကြောင်နော်တက်မလို့6လပြည့်ပြီဆိုပပအရသာရှိရလေလောက်ကျွင်းတော့ရှုပ်ပြီးတော့ရတာထည့်ရရလားစားတော့ထဲလို့မရအောင်လေဟုတ်ပြီအားရှိရဟာပြရမှာရတာရှိရမှာမဟုတ်ပါအေးလေအားလည်းရှိရမယ်အရသာလည်းရှိအောင်ပေါ့ကြည့်လေဟာပါဘူးမရှိပါနဲ့ကွာတက်နေတော့နော်ကြည့်ဒီစားရမှာနော်အခုတော့အခု9လလောက်မပြည့်သေးဘူးစားဖို့ကစောမြစ်တည်းရလေးမြစ်သမီးနော်6လပြည့်မှမိကျွေးမယ်နော်9လခွဲဆိုစကျွေးရမလားမ6လမှလည်းမလေးထားနော်ရင်းနေပါဇက်လေးလောက်မှကြည့်အမကြသွားရင်မောင်းကြဒီခါကောက်လက်ကလည်းပလိုမျိုးပဲစားရမှာချိုဒီအဲ့လိုမျိုးကြီးတွေ black သိ blue သိတွေပဲစားရမှာနဲ့မမီလို့မစားရအောင်နော်နဲ့ဟာစားရင်စားချင်နေရချားချင်နေရအကူတူရဲ့ချားချင်နေတာအမလီချက်စီအင်ကြီးလေးနဲ့တဲနှလုံးလေးရဒီမလားဘယ်ဟာလဲမောင်မဲဘိုက်နာမှာနော်အဲ့ဒါချိုကြီးရှိမှာနောက်မှထားမယ်နော်ရှင်နော်စားကြည့်နေချင်းပါဇက်တွေပြင်းနေစားချင်လို့ပါဇက်တွေပြင်းနေအေးအကူတူ no ไม่ได้မြင်မမြင်ပဲတနာပါတယ်မောင်ရဲ့ကလေးကိုသူ့ရှိမှာနော်